အများကောင်းစားဖို့အတွက်အများချမ်းသာဖို့အတွက်လုပ်ပေးတဲ့ကုသိုလ်ကောင်းမှုမျိုးဟာဒါပါရမီကုသိုလ်တစ်ခုဖြစ်အလှူဒန်းလုပ်တဲ့အခါမှာတပရိဝါဒဒါနလို့ခေါ်တယ်ကိုလှူတဲ့ပစ္စည်းတစ်ခုမှာအချမ်းရံလေးနဲ့လှူတယ်လို့ဒါကြောင့်မို့လို့ပရိဝါဒဒါနဖြစ်အောင်လို့တချို့ပစ္စည်းလေးမျိုးစုံလုပ်ပြီးတော့လှူတယ်ပေါ့ဥပမာဆိုတော့ပစ္စည်းတစ်ခုကိုအဓိကထားလှူတယ်အဲ့ဒီပစ္စည်းရဲ့အချမ်းရံဖြစ်တခြားပစ္စည်းတွေပါထည့်ပြီးတော့လှူတယ်သူကအဲ့ဒါကိုတပရိဝါဒဒါနလို့ခေါ်တယ်သင်္ကန်းလှူတယ်ဆိုလို့ရှိရင်ဖနက်လှူတယ်ထီးလှူတယ်ဒီပြင်ပစ္စည်းလေးတွေပါထည့်လှူတယ်ဒါတပရိဝါဒဒါနအဓိကလှူတာကသင်္ကန်းကျန်တာတွေကအချမ်းရံအနေနဲ့ထည့်ပေးတယ်လို့ဒီလိုပြောအဲ့ဒါမျိုးကိုတပရိဝါဒဒါနလို့ခေါ်တယ်အများကောင်းစားအောင်ကြိုးစားအထောက်ပေးခြင်းအလှူဒန်းလှူတယ်ထီးကြီးတစ်ခုတည်းမလှူဘဲနဲ့အချမ်းရံနဲ့လှူတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ကဖြစ်လျက်ဘဝမှာအချမ်းရံများတယ်ဆိုတဲ့အကျိုးတရားရတယ်